ကိုဘာသာအတိုက်မဆောက်ပဲတခြားငှက်အတိုက်မှာခိုးဥတတ်တဲ့အုတ်အောငှက်ရဲ့စမ်းကြဲတဲ့အကြောင်းမူတည်ပါသလားဥရမယ့်အချင်းရောက်ရင်အုတ်အောမဟာကိုပိုင်အတိုက်ကိုမရှာပဲကြီးကန်းလိုမျိုးတခြားငှက်တွေရဲ့အတိုက်ကိုပဲလိုက်ချောင်းတတ်ပါတယ်အဖိုးကအတိုက်နားမှာအတန်ကျဲကြီးနဲ့အော်ပြီးကြီးကန်းတွေအဝေးရောက်သွားအောင်လျှက်စားဆွဲဆောင်ပေးပါတယ်အဲ့ဒီအချိန်မှာပဲအမကကြီးကန်းအတိုက်ထဲကိုအမြန်ဝင်ပြီးကြီးဥတစ်လုံးကိုဖဲထုတ်ကသူ့ဥကိုအစားထိုးထည့်ခဲ့ပါတယ်။အိုအိုဦးဟာအင်ရှင်ငှက်ရဲ့ဥနဲ့ပုံစံတူလွန်းတာကြောင့်ကြီးကန်းလေးဟာသူတို့ဥမဟုတ်မှန်လုံးဝရိပ်မိခြင်းမရှိပါဘူး။အိုအောပေါက်လေးဟာအင်ရှင်ဥတွေခဲ့အရင်ဥအောင်ဥခွန်ခွဲထွက်လေးရှိပြီးအစာအားလုံးကိုသူ့တူတဲ့အငမ်းမရတောင်းဆိုပါတော့တယ်။ ကြီးကားမိပါတွေဟာဒီငှက်ပေါက်လေးဟာသူတို့ကလေးမဟုတ်မှန်းမသိပဲပင်ပင်မမလက်အစာရှာကျွေးပြီးပြုစုပြိုးထောင်ပေးကြပါတယ်တဘာဝတရားရဲ့ထူးဆန်းတဲ့ဖြစ်ပျက်တွေကစိတ်ဝင်စားဖို့ကောင်းလွန်းလာပါတယ်